ဟုတ်ကဲ့မင်္ဂလာပါရှင်ကျမတို့ရေကန်းတဲ့ page ကနေကြိုလိုပါတယ်ရှင်ဒီနေ့လေကျမပြပေးမယ့်အထက်လေးတွေကတော့ဒီလိုနှစ်တရာကြည့်တဲ့စီဝက်ဆက်လေးပဲဖြစ်ပါတယ်เนาะဒီလိုဝက်ဆက်တစ်စုံဆိုရင်ဒါ9တောင်ပါပါတယ်3ခိုက်ခွဲပါအနံကတော့42လက်မနံအပြည့်ပါပါတယ်ရှင်ဒီဒါကတော့ရေနှစ်တရာခြီတိုင်းခြီပေါက်ခြီကျုံဝက်ဆက်တွေပါရှင်ဒါလေးဆိုရင်ဒါအပြင်ပေါက်ဈေးကတော့ရင်3000ထက်မှရှိပါတယ်ဒီနေ့ကျမကဒီဗီဒီယိုဖိုင်လေးထဲမှာပေါ့เนาะရောင်းပေးမယ့်ဈေးကတော့ရင်ဝက်ဆက်တစ်စုံကို2000မှ6000နဲ့ရောင်းပေးမှာဖြစ်ပါတယ်ရှင်ဒါအပြင်ပေါက်ဈေး3000ကျော်တန်ကိုဒီဗီဒီယိုလေးနဲ့ပေါ့နော်ကြိုက်နှစ်သက်တယ်ဆိုရင် screen shot ယူပြီးတော့ရင် Messenger ပဲဖြစ်ဖြစ် Viber မှာပဲဖြစ်ဖြစ်ဝယ်ယူအားပေးလို့ရပါတယ်เนาะဟုတ်ဒီဒါလေးကတော့လေ cherry ပေါ့နော် pan cherry ရောင်လေးပဲဖြစ်ပါတယ်เนาะဒါလေးကတော့ရင် pan cherry ရောင်လေးပဲဖြစ်ပါတယ်ရှင်ဒါလေးကိုလိုချင်တယ်ဆိုရင် pan cherry လေးပေါ့နော် pan cherry လေးဆိုပြီးတော့ရင် screen shot ယူပြီးတော့ Messenger မှာဝယ်ယူအားပေးလို့ရပါတယ်ဒီလို9တောင်ပါတယ်3လိုက်ခွဲအနက်42လောက်မှပါတယ်နှစ်တရာခြီတိုင်းခြီပေါက်ခြီကြောတွေပါရှင်ဒါအပြင်ပေါက်သေးဆိုရင်3000ထက်မှရှိပါတယ်ကျွန်မဒီဗီဒီယိုထဲမှာတော့ရောင်းချပေးမယ့်ဈေးကတော့2600ပါရှင်2600နဲ့လိုချင်တယ်ဆိုရင်တော့ရင် screen shot ယူပြီးတော့ Messenger မှာဝယ်ယူအားပေးလို့ရပါတယ်เนาะဒီဒါလေးကတော့ရင်ခရမ်းသီးကာလာလေးဒါလေးကခရမ်းသီးကာလာလေးပါရှင်ဒါလေးကခရမ်းသီးကာလာလေးပါဒီဒါလေးကတော့ကြက်ပေါက်ရောင်လေးပေါ့နော်ဒါလေးကကြက်ပေါက်ရောင်လေးပါရှင့်ဒါလေးကကြက်ပေါက်လေးပါဒီဒါလေးကလေ pan makeup ကလေးအရင်လာပဲเนาะဒါလေးက pan makeup ကလေးပါရှင့်ဒါလေးကိုလိုချင်နေဆိုရင်ဒါ pan makeup ကလေးဆိုပြီးတော့ရင် screen shot ယူပြီးတော့ Messenger မှာဝယ်ယူအားပေးလို့ရပါတယ်เนาะဒီဒါလေးကတော့ရင်ဒါလေးကတော့ရင်မြင်းချီရောင်လေးပေါ့နော်ဒါလေးကမြင်းချီရောင်လေးပါရှင်ဒါကအစင်တွေကအပြည့်စင်တွေပါနော်နှာခေါင်းခွဲတွေပါရှင်ဒီလိုနှာခေါင်းခွဲတွေကို9တောင်3ကိုက်ခွဲအနံ42လက်မနံပါတဲ့ဒီလိုမျိုးအစင်အပြည့်ပေါ့နော်နှာခေါင်းခွဲတွေကို2600နဲ့ရတာဈေးရန်တန်ပါတယ်အပြင်ပေါက်ဈေးဆိုရင်ဒီလိုနှစ်တရာခြီတိုင်းခြီပေါက်ခြီချောင်းဝက်ဆက်တွေကိုဒီဒါတွေ3000ကျော်နဲ့ရောင်းကြပါတယ်နော်ဒါလေးကကျမကတော့ရကန်းထိုက်ရကန်းပြင်ရင်ပါရှင်ဒါကိုတိုင်းရက်ပြီးတော့ရင်ကိုတိုင်းပြန်ရောင်းတယ်ရကန်းထိုက်ရကန်းပြင်ရင်မို့လို့ဒီဈေးနဲ့ရတာပါနော်အားလုံးကဘာပဲယူယူဘယ်အစင်ပဲယူယူ2600ပါရှင်ဝက်ဆက်တစ်စုံကို2600ပါဒါလေးကအနက်ကလေးပါနော်ဒီဒါလေးကတော့အုတ်ကျိုးညီလေးပါနော်အုတ်ကျိုးညီလေးပါရှင်အစင်လေးဟုတ်ကဲ့ဒါလေးကတော့ခဲလေးပဲဖြစ်ပါတယ်ခဲညီလေးပေါ့နော်သူကတော့အပွင့်ကြီးကြီးတွေကြိုက်တဲ့လူပေါ့အစင်ကြီးကြီးကြိုက်တဲ့လူတွေဆိုရင်တော့ဒါလေးကိုယူပါနော်ဒါလေးကတော့ခဲညီလေးပါရှင်ဒါလေးကခဲညီလေးပါအစင်အကြီးကြီးကြိုက်တဲ့ဆိုရင်ဒါလေးကိုယူပါနော်ဒီဒါလေးကကြတော့နီညိုပေါ့နော်ဝိုင်နီလိုလည်းခေါ်ပါတယ်ဒါလေးကနီညိုလေးပေါ့ညီညိုလိုလည်းခေါ်တယ်ဝိုင်နီလိုလည်းခေါ်ပါတယ်เนาะဒါအစင်ကြီးကြီးကြိုက်တယ်ဆိုရင်ဒါလေးကိုယူပါရှင်အပွင့်အစင်ကြီးပါเนาะဟုတ်ကဲ့ပါဒါလေးကတော့မယန်းစီလေးပေါ့เนาะဒါလေးကတော့မယန်းစီရောင်လေးပါဒီမယန်းစီရောင်ကကြတော့အပွင့်လေးမကြိုက်ဘူးဒီလိုလှိုင်းချိတ်ကလေးတွေကြိုက်တယ်ကနုတ်ကလေးတွေကြိုက်တယ်ဆိုဒါလေးကိုယူပါเนาะဒါလေးကလှိုင်းချိတ်ကလေးတွေလည်းပါပါတယ်เนาะဒါလေးကမယန်းစီရောင်လေးပါရှင်ဒါအဖြူရောင်လေးမင်းနေကြတဲ့သူတွေအတွက်ပါเนาะဒါလေးကအဖြူရောင်လေးပါအဖြူရောင်ဆွတ်ဆွတ်ကလေးပါเนาะသူကတော့ဒူးနာလေးပါပါတယ်ဒူးနာပါပါတယ်လူနာအချိတ်ကလေးပါပါเนาะအပေါ်မှာဆိုဒါခရီးပွင့်လေးတွေတတိလေးလုပ်ပေးထားပါတယ်အစင်လေးကနုတ်နုတ်ကလေးပါเนาะအစင်နုတ်နုတ်ကလေးပါရှင်ဒါနှစ်တရာတွေပါเนาะနှစ်တရာကြည့်တဲ့စီဝက်ဆက်တွေကိုဒီဈေးနဲ့ရတာဈေးညံတက်တာပါတယ်เนาะ2000နဲ့6000ဆိုတာဈေးညံတက်တာပါတယ်ဒီဒါလေးကကြတော့လေကာလာဆန်းလေးပါเนาะဒါလေးကကာလာဆန်းလေးပါအញ្ញမ်းလာပါဒီကာလာဆန်းလေးလည်းအစင်လေးနှုတ်ပါတယ်เนาะဒါလေးတွေက1 set တွေပါ9တောင်ပါတယ်3ခိုက်ခွဲအနက်42လက်မနဲ့ပါပါတယ်เนาะ။ပေါင်ကြီးအဖြစ်190 180တွေဝတ်လို့ရပါတယ်ရှင်။ဒါအရက်ရှိတဲ့လူတွေဆိုလည်းပဲအဆင်ပြေပါတယ်เนาะ။အနံက42လက်မနဲ့ပါတာဖြစ်တဲ့အတွက်ကြောင့်ထက်စင်ကြီးတွေလည်းပဲဆက်စရာမလိုပါဘူးเนาะ။280မဟုတ်ပါဘူး။ဒါက280ပါရှင်။ဒါလေးကလေမိုင်လိုရောင်လေးပါเนาะ။သူကမိုင်လိုရောင်လေးပါအောက်မှာဆိုရင်ဒီမှာဖွက်ဖက်အခွင့်လေးတွေပါပါတယ်။အပေါ်မှာတော့ကနုတ်ကလေးတွေပါပါတယ်เนาะ။ဒီအောက်နားလေးတွေမှာဆိုရင်ဒါနှင်းစီပန်းလေးတွေနဲ့ရက်ပေးထားတာပါเนาะ။ဒီဒါလေးကတော့လေလိမ်မော်လေးပေါ့နော်ဒါရွှေလိမ်မော်လေးပါရှင်ရွှေလိမ်မော်ရောင်လေးပေါ့နော်သူကတော့အပွင့်ကြီးကြီးတွေပေါ့အစင်ကြီးကြီးကြိုက်တယ်ဆိုရင်ဒါလေးကိုယူပါနော်ဒါကြီးကတော့အပွင့်စင်ကြီးပါဒီဒါလေးကတော့ကြောက်စိမ်းရောင်လေးပါနော်ဒါကကြောက်စိမ်းလေးပါရှင်ဒါလေးကကြောက်စိမ်းလေးပါသူကအပွင့်လေးကစိတ်စိတ်ကလေးပါပဲနော်အပွင့်စိတ်စိတ်ကလေးပါပဲဒါ
ဒါလေးယူလို့ခြင်းလည်းဆိုဒါလေးရဲ့ကြောက်စိမ့်လေးပါနော် secretary ယူပြီးတော့ရှင် messenger မှာဝယ်ယူအားပေးလို့ရပါတယ်နော်ဒါနှစ်တရာတွေပါရှင်280လုံးဝမဟုတ်ပါဘူးနှစ်တရာချီကြောပါချီတိုင်းချီပေါက်ချီကြော1 set တွေကိုဟိုတချို့ကြောက်လို့ရှင်လည်းပဲဒါဈေးသက်သာလို့ပေါ့နော်280လားလို့မေးကြလို့ပါနော်ဒီ video file လေးထဲမှာကျွန်မတခါလေးပြောလိုက်ပါမယ်ကျွန်မရောင်းတဲ့ပစ္စည်းတွေကနှစ်တရာတွေပါနော်280လုံးဝမဟုတ်ပါဘူးဈေးဘာကြောင့်သက်သာလဲဆိုရင်ကျွန်မတို့ကကိုယ်တိုင်ရက်ကန်းကနေပြီးတော့ဒါကိုယ်တိုင်ပြန်ရောင်းတာမလို့ရက်ကန်းတက်ရက်ကန်းပင်ရင်းမလို့ဒါဒီဈေးနဲ့ရတာပါနော်ဒီဟာလေးကခဲညင်လေးပါရှင်ခဲညင်လေးပါသူကအပွင့်အစင်ကြီးပေါ့နော်ဒီမှာဆိုရင်ခန်းကိုပွင့်နေပါတယ်ဒီမှာအချိန်တိုင်းလေးလုပ်ပေးထားပါတယ်နော်ဒီဟာလေးကတော့ခရမ်းသီးလို့ခရမ်းသီးကာလာလေးပါနော်ခရမ်းသီးမဲ့ကာလာလေးပါအစင်လေးကစိတ်ကလေးပါရှင်ခရမ်းသီးမဲ့ကာလာလေးပါဒီဓာလေးကတော့လေအဝါရောင်ပေါ့နော်အဝါရောင်ပေါ့ဒါလေးကအဝါရောင်တောက်ကလေးပါနော်အဝါရောင်တောက်ကလေးကြိုက်တယ်ဆိုရင်ဒါလေးကိုယူပါရှင်ဒါလေးကတော့ဗတောက်6ရောင်လေးပါနော်ဗတောက်6 over လေးပါအထည်လေးတွေကတော့နှစ်တရာကြည့်တယ်စီဝတ်ဆက်လေးပဲဖြစ်ပါတယ်နော်ဒီလို1ဆက်တစ်စုံဆိုရင်9000ပါတယ်3ခိုက်ခွဲမှာအနံ42လက်မနဲ့ပါတဲ့ဒီလိုနှစ်တရာကြည့်တယ်စီဝတ်ဆက်တွေကိုဒါအပြင်ပေါက်ဈေးဆိုရင်3000ကျော်ပါတယ်နော်ဒီနေ့ကျွန်မကဒီဗီဒီယိုဖိုင်လေးထဲမှာ2000မှာ6000နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်ဒါကျွန်မကတော့ရင်ရက်ကန်းတက်ရဲ့ရက်ကန်းပင်ရင်းမို့လို့ဒီဈေးနဲ့ရတာပါနော်ကိုတိုင်းရက်ကန်းကရက်ပြီးတော့ကိုတိုင်းပြန်ရောင်းတာပဲဖြစ်ပါတယ်နော်ဟိုဈေးသက်သာတယ်ဆိုပြီးတော့280လို့ထင်ပါဆိုလို့ပါနော်ကျွန်မတခါတည်းပြောလိုက်တာပါဟုတ်ဒါဒီတာလေးကလေဒီတာလေးကကြတော့ဒါကာလာဆန်းလေးပါနော်ဒါလေးကကာလာဆန်းလေးပါရှင်ဒါလေးကကြတော့ခဲရောင်လေးပေါ့နော်ဒါလေးကခဲရောင်လေးပါခဲအနူလေးပေါ့နော်ဒါလေးကခဲအနူလေးပါဒီတာလေးကကြတော့လေဟိုကာလာဆန်းလေးဒါလေးလည်းကာလာဆန်းလေးပါเนาะအရင်လာပါတယ်အစင်လေးတွေကစိတ်ကလေးပါပဲရှင်အစင်စိတ်ကလေးပါပဲနှစ်တရာတွေပါเนาะနှစ်တရာကြည့်တဲ့စီဝတ်ဆက်တွေကို9000 3ခိုက်ခွဲအနံ42လက်မနံပါတဲ့နှစ်တရာချီတိုင်းချီပေါက်ချီကြော1ဆက်တွေကို2000မှာ6000နဲ့ဒီဗီဒီယိုဖိုင်လေးထဲမှာရောင်းချပေးတာဖြစ်ပါတယ်ရှင်ဒါလေးကအနီရဲရဲလေးကြိုက်တဲ့သူတွေအတွက်ပါเนาะအစင်ကအပွင့်အစင်ကြီးပါเนาะအကြီးပါအစင်ကြီးကြိုက်တဲ့သူတွေအတွက်ပါเนาะဒီဓာလေးကလေကာလာဆန်းလေးပါနော်ဒါလေးကလေကာလာဆန်းလေးပါရှင်လူကျင်နေဆိုရင် secretary ယူပြီးတော့ messenger မှာဝယ်ယူအားပေးလို့ရပါတယ်ဒါလေးကခရမ်းသီးရောင်လေးပါရှင်ခရမ်းသီးရောင်လေးပါအစင်ရလည်းပဲလုံးဝအပြည့်စင်ကြီးပါနော်ဒီလိုနှစ်ကားခွဲတွေကိုကျွန်မက2600နဲ့ပဲရောင်းချပေးတာပါနော်ဒီဓာလေးလည်းခရမ်းသီးပါပဲနော်ဒါလေးကခရမ်းသီးပုတ်ကာလာလေးပါပဲရှင်သူကကြတော့ကနုတ်စင်လေးပါနော်ဒီကလေးကကာလာဆန်းလေးပါရှင်သူကလည်းကာလာအဆန်းလေးပဲเนาะတော်တော်လှပါတယ်အစင်ကဒီလိုအပြည့်စင်ပါနှစ်ကားခွဲစင်လေးပါရှင်ဘယ်ဒီဗီဒီယိုဖိုင်လေးထဲမှာဘယ်အစင်ပဲဘယ်အယောင်ပဲယူပါ2600နဲ့ရောင်းချပေးတာဖြစ်ပါတယ်ရှင်ဒီကလေးကမယန်းစီရောင်လေးပါเนาะဒါလေးကမယန်းစီရောင်လေးပါရှင်ဒါလေးကကြတော့ပန်းချယ်ရီရောင်လေးပါเนาะဒါလေးကပန်းချယ်ရီရောင်လေးပါဟုတ်ကဲ့ပါဒါလေးက baby pink လေးပဲဖြစ်ပါတယ်เนาะဒါလေးကတော့ရင် baby pink color လေးပဲဖြစ်ပါတယ်ရှင်ဒါလေးကတော့လေဟိုခဲပြအချစ်ကလေးပေါ့နော်ခဲပြအချစ်ကလေးပါဒါလေးကကြတော့ခဲရောင်ပေါ့ခဲရောင်အချစ်ကလေးပါနော်အချစ်ကြိုက်တဲ့သူတွေအတွက်ပါအစင်လေးတွေကစိတ်ကလေးပါနော်အစင်သေးသေးစိတ်ကလေးတွေပါရှင်ဒီဒါလေးကကြတော့ပန်းစီရောင်အချစ်ကလေးပါနော်ဒါလေးကပန်းစီရောင်အချစ်ကလေးပန်းစီရောင်အချစ်ကလေးလည်းအရင်လာပါနော်အပွင့်လေးတွေကသူကကြတော့တေးသေးလေးတွေပဲနော်အပွင့်အစင်လေးကတေးသေးလေးတွေအရင်လာပါတယ်ဒါလေးကပန်းစီရောင်အချစ်ကလေးပါရှင်ဒါလေးကပန်းစီရောင်ချစ်ကလေးပါဒါလေးကအုတ်ကျိုးနီလေးပေါ့နော်ဒါလေးကအုတ်ကျိုးရောင်လေးဒါလေးကအုတ်ကျိုးရောင်လေးပါရှင်သူကအစင်စိတ်ကလေးပါပဲနော်အစင်စိတ်ကလေးပါရှင်ဝက်ဆက်တုံကို2000မှာ6000ပါရှင်ဒီကလေးကရွှေညိုရောင်လေးပါနော်သူကကြတော့ဒူနာလေးပါပါတယ်ဒူနာအချိတ်3ချိတ်ပါပါတယ်နော်အပေါ်မှာဆိုဒီမှာခရီးပွင့်လေးတွေပါပါတယ်ရှင်ဒါလေးကလိမ်မော်ရောင်လေးပါရှင်ဒါလေးကလိမ်မော်လေးဒါလေးကလိမ်မော်ရောင်လေးပါနော်လိမ်မော်ရောင်ဆူဆူလေးပါပဲလိမ်မော်ရောင်လေးလည်းပဲအញ្ញမ်းလှပါတယ်အသားဆောင်တဲ့ကာလာလေးပါနော်လိမ်မော်ရောင်လေးဒါလေးကလေးပဲကာလာဆန်းလေးပါနော်ဒီကာလာဆန်းလေးလည်းအញ្ញမ်းလှပါတယ်ကာလာဆန်းလေးပါနော်အစင်ကတော့လုံးဝအပြည့်စင်နေပါပဲရှင်ဒီလိုအစင်အပြည့်စင်နေပါနော်နှစ်တရာတွေပါရှင်နှစ်တရာကြည့်တဲ့စီဝတ်ဆက်တွေပါနော်ဒီလို1ဆက်တစ်စုံကိုအပြင်ပေါက်ဈေး3000ကျော်ပါတယ်ကျွန်မကဒီဗီဒီယိုဖိုင်လေးထဲမှာတော့2600နဲ့ပဲရောင်းချပေးမှာဖြစ်ဟုတ်ကဲ့ပါနှစ်တရာကြည့်တဲ့စီဝတ်ဆက်ကလေးတွေကိုဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့ screenshot ယူပြီးတော့ messenger မှာဝယ်ယူအားပေးလို့ရပါတယ်နော်